ကြောကြတဲ့တချင်းများရေကတီကုန်မီဆက်ဆိုသူတို့တွေအတန်တွင်ပြည်ရင်မကြခင်သူတို့ရဲ့တချင်းများလူတွေပါစပ်ဖြာရှာမရတာအမမသူတို့တစ်ချိန်တော်တော်များများညီညူသားများနဲ့ဘဝမြေကြီးစညာနဲ့တမပြီးရောတော့လောကမှာနေအမှန်တရားဟာဘယ်မှာလဲဝေရှာဟစ်ချွေဟောနေကြစေချင်းတပေါင်းနဲ့လူရဲ့ဝိညာဉ်ကိုကဲတင်ရအထောက်အကူတွေမစွမ်းဘူးလေအမှန်တရားတို့လိုက်ရှာသူများအတွေ့အဖြေဟာဝေးတဲ့ထဲဝေးလို့မင်းကြောက်ွယ်လုံးမွေးဖွာဒီလူတတ်တာဝိညာဉ်လဲဆောင်ခန္ဓာသုံးပြီးကဘာမှာကြောချပြီးလောကစီစဉ်ဖြစ်စီများချမ်းသာကြွယ်ဝလူသားတရားသက်ဆုံးရင်သူ့အတွက်ဘယ်မှာကျေးဇူးတင်ရှိသေးလဲဟာလောကတစ်ချင်းတစ်ပေါင်းနဲ့လူရဲ့ဝိညာဉ်ကိုကဲတင်ရအထောက်အကူတွေပေးမစွမ်းဘူးလေအမှန်တရားတို့လိုက်ရှာသူများ